မာလကာပင်အပင်သစ်တွေရရှိစေဖို့အတွက်မိမိမျိုးလိုချင်တဲ့အပင်ကအရွေ့ရှင်တွေကိုခူးယူပေးပါရလာတဲ့အရွက်တွေကိုအိုးတစ်ခုထဲမှာတဲမြေတွေနဲ့ထည့်ဆိုင်ပြီးရေဆိုးရွှဲအောင်လောင်ပေးထားရပါမယ်ဒါဆိုရင်တော့အမြင့်တွေထွက်လာပြီးအပင်သစ်တွေရရှိလာမှာပဲဖြစ်ပါတယ်မာလကာပင်ပုပုလေးနဲ့တီးစေဖို့အတွက်အကျယ်နှစ်လက်မခန့်အခောက်ခွန်တွေခွာပေးပြီးဓာတ်နဲ့ချစ်ပေးထားလိုက်ပါအမြင့်တွေမြန်စေဖို့အတွက်ခန်းကျင်တီးနဲ့အုပ်ပေးပြီးအုံးဆံမုံတွေနဲ့ကြက်စီပေးထားရပါမယ်တလကျော်လောက်ဆိုအမြင့်တွေထွက်နေကြပြီမို့အမြင့်ရင်းကဖြတ်ယူပြီးပြိုပေးထားလိုက်ပါဒါဆိုရင်တော့ပုပုလေးနဲ့အသေးများစေမှာပဲဖြစ်ပါတယ်မာလကာပင်နှစ်ချင်းသိစေဖို့အတွက်ဂိုင်းရှင်တွေကိုဖြတ်ယူပြီးအရှည်6လက်မခန့်အပိုင်းလေးတွေဖြတ်အောင်ဖြတ်တောက်ပေးလိုက်ပါအမြင့်ပွားဖို့အတွက်ငှက်ပျောသီးတွေနဲ့ဆွတ်ပေးပြီးတဲမြေထဲမှာထိုးစိုက်ပေးထားရပါမယ်ပြီးရင်တော့ရေဆိုးရွှဲအောင်လောင်ပေးပြီးအရိပ်ထဲမှာထားပေးလိုက်ပါတလကျော်လောက်ဆိုမျိုးကိုင်းတွေမှာအညွန့်တစ်တွေထွက်နေကြပြီမို့နှစ်ချင်းသိစေမဲ့အပင်သစ်တွေရရှိလာပြီပဲဖြစ်ပါတယ်